ရောကြောင်ကလေးကလက်သေးဝဲချောင်းလိုက်ရတဲ့အတွက်ရွှေစည်းခွဲကြီးအိမ်တွေဘရင်ကြီးလိုနေမိုးလေးတွက်ခါပေးတဲ့ဟောတောက်တဲ့ကိုလေးပေါ်ပြောရရုံနဲ့ပေါက်တဲ့ညိုကောင်းကြီးလာတဲ့ကိုရွှေကြီးညိုတာပါလားဧည့်သည်လာပါစားနဲ့ရွက်ထောင်ပညာရှိရောင်ရောင်ကြောင်ကလေးကလက်သေးဝဲချောင်းလိုက်ရတဲ့အတွက်ရွှေစည်းခွဲကြီးအိမ်တွေဘရင်ကြီးလိုနေမိုးလေးတွက်ခါပေးတဲ့ဟောတောက်တဲ့ကိုလေးပေါ်ပြောရရုံနဲ့ပေါက်တဲ့ညိုကောင်းကြီးလာတဲ့ကိုရွှေကြီးညိုတာပါလားဧည့်သည်လာပါစားရွက်ထောင်ပညာရှိရောင်ရောင်ကြောင်ကလေးကလက်သေးဝဲချောင်းလိုက်ရတဲ့အတွက်ရွှေစည်းခွဲကြီးအိမ်တွေဘရင်ကြီးလိုနေမိုးလေးတွက်ခါပေးတဲ့ဟောတောက်တဲ့ကိုလေးပေါ်ပြောရရုံနဲ့ပေါက်တဲ့ညိုကောင်းကြီးလာတဲ့ကို